Meta ဆိုတာဘာလဲ Meta Hero ဆိုတာကအလုံးလားအပြားလား Mobile Legends ကိုအပြိုလောက်ပေးကစားရတဲ့သူပဲဖြစ်ဖြစ်စိတ်အပန်းပြေကစားရတဲ့သူပဲဖြစ်ဖြစ်တိကိုတိထားတဲ့နဲ့လေးလာတဲ့နဲ့အကြောင်းအရာကိုပြောပါဆိုရင်တော့ META လို့စလုံးလေးလေးလုံးနဲ့ပေါင်းထားတဲ့ Meta ပဲဖြစ်သွားတယ်။ဘာလာလာ6မဲကြိုင်မဲဆိုတဲ့သူတွေတခင်ကြီးမှတခင်ကြီးဆိုတဲ့သူတွေအင်ဂျလာနဲ့နာနာပဲကစားချင်ပါတွေဆိုတဲ့ဟင်းကိုကိုတို့မောင်မောင်တို့ဆိုတဲ့သူမျိုးတွေကဒီ Meta ဆိုတာကိုသိဖို့မလိုပါဘူး။ဒီနေ့အပြင်းတစ်လိုက်ကနေပြီးတော့ခတ်တင်းတင်းခတ်ပြင်းပြင်းနဲ့ဘာလာလာကိုင်ချင်တာကိုင်မဲဆိုတဲ့သူမျိုးတွေကိုပြင်းပေးချင်ပါတယ်။အရင်ဆုံး Meta ဆိုတာကဘာကိုပြောရလဲဆိုတာအရင်ရှင်းပြမယ်။ခေါ်တာခေါ်နေကြပေမဲ့အဲ့ဒီ Meta ဆိုတာကြီးကိုလူတွေကစကားလုံးလို့ထင်နေတာပါ။တကယ်တော့သူကစကားလုံးလေးလုံးရဲ့အတူကောက်စလုံးတွေဖြစ်ပါတယ်။ငပိတိုင်နဲ့ပဲကြော်အင်္ဂလိပ်လိုပြောလိုက်ပါမယ်။ Most effective tactics available အားလုံးရဲ့ရှေ့စလုံးတွေကိုပေါင်းလိုက်ရင် META Meta ဆိုတာဖြစ်သွားတာပါပဲ။မြန်မာလိုဘာသာပြန်ပြရလို့ရှိရင်အထီးအရောက်ဆုံးအနိုင်ရဖို့အကောင်းဆုံးလို့အသတ်မှတ်ခံထားရတဲ့ကစားပုံတွေ hero တွေ item build တွေ emblem တွေနဲ့ strategy တွေကိုရည်ညွှန်းတဲ့စကားလုံးဖြစ်ပါတယ်။ရိုးရိုးရှင်းရှင်းထပ်ပြီးပြောရရင်တော့လက်ရှိ game ရဲ့ update တွေကိုအမိလိုက်ပြီးတော့ဘယ်ကောင်ကတာတွေဘယ်ကောင်ကမတာဘူးအားနည်းချက်အားသာချက်ကိုအသုံးချနိုင်တာကို Meta ကိုအသုံးချနိုင်တယ်လို့ပြောလို့ရပါတယ်။ Meta ကိုသိဖို့ဆိုရင်ကျွန်တော်တို့က game နဲ့ပတ်သက်တဲ့ knowledge တော်တော်လေးပြည့်စုံရမှာပါ။ update patch တွေတိုင်းကိုလည်းတိကျလေ့လာရမှာဖြစ်တယ်လို့ဘာတွေကတာတွေဘာတွေကမတာဘူးဆိုတာကိုလည်းသဘောပေါက်ရပါလိမ့်မယ်။ဒါက Meta ဆိုတဲ့စကားလုံးရဲ့အတိတ်အနက်ပါ။ Meta Hero ဆိုတဲ့စကားလုံးရဲ့အတိတ်အနက်ကိုသွားမယ်ဆိုရင်တော့ update patch တွေကိုဖတ်ပြီးနားလည်ရုံနဲ့မကဘဲနဲ့တကယ်ကိုကိုယ်တိုင်စမ်းသပ်ဆော့ထားဖို့အတွက်အရေးကြီးပါတယ်။ buff ပြီးလို့ကျန်းနေတယ်ဆိုတာဘယ်လိုမျိုးကျန်းနေတာလဲကိုယ့်ရဲ့ team အတွက်ဘယ်လိုအထောက်အကူပြုမှာလဲဒါမျိုးတွေကိုတိကျလေ့လာပြီးတော့နားလည်နေမယ်ဆိုရင် Meta Hero ဟုတ်မဟုတ်ဆိုတာကိုခွဲလို့ရပါပြီအယိုးရှင်းဆုံးဥပမာတစ်ခုပြရမယ်ဆိုရင်ဂလူးကြီးကဆိုရင် Meta ထဲမှာရှိနေခဲ့တာအချိန်တော်တော်ကြာပြီဖြစ်တယ်လို့ experience လိန်သွားကစားနေကြတဲ့အမားကောင် fighter တွေဟာလည်းပဲ Meta ထဲမှာဝင်နေတာတော်တော်ကြာပါပြီဒီကောင်တွေကပြုပြင်ပြောင်းလဲမှုတွေလုပ်ရင်တော့မှတစ်ဖက်က enemy အပေါ်ကိုနှိမ်နိုင်ချိုးနိုင်တာကစားတဲ့ play style ပေါ်မူတည်ပြီးတော့တာရင်နာတွေဒါမျိုးတွေဖြစ်လာတာကြောင့်မို့လို့ player ကျန်းရင်ကျန်းတယ်လို့မျိုး hero တွေကဘာမှပြင်စရာမလိုအောင်ကိုမှပြီးပြည့်စုံပြီးသားဖြစ်နေပြီးသားပါဒီအတွက်ကြောင့်မို့လို့ဒီကောင်တွေက Meta ထဲမှာရှိနေကြတာအတော်ကိုကြာပါပြီ Meta ထဲမှာအောက်နေတဲ့ကောင်တွေကိုမေးရင်တော့ပြုပြင်ပြောင်းလဲမှုတွေလည်းဘာမှမရှိ buff nerf တွေလည်းဘာမှမရှိ support တွေကြတော့လေကိုယ့်ဘက်က team potential အများကြီးလိုတဲ့အခြေအနေမျိုးတွေနဲ့ကြုံရတဲ့ hero မျိုးတွေပါအသစ်ထွက်တဲ့ hero တွေကဆိုရင်မာဆေးကိုဥပမာပြလို့ရပါတယ်မကင်တဲ့ရင်မကြမ်းဘူးလို့ပြောလို့ရပေမဲ့ကင်တတ်တဲ့သူတွေအတွက်လည်းကိုယ့်ရဲ့ team ဘက်ကလိုအပ်ချက်တော်တော်လေးကိုပြီးနိုင်တော့မှမာဆေးနဲ့ကွန်ဘိုတွဲပြီးတော့ခက်ကြမ်းကြမ်းကစားလို့ရတာပါကျွန်တော်ရဲ့တကူကြီးအမြင်အရတော့ Meta အောက်နေတဲ့ hero ဆိုတာကိုယ့်ရဲ့ team အတွက်လည်းအသုံးမဝင်တယ်လို့သူ့ရဲ့သဘာဝအတိုင်းမှလေးပဲမကြမ်းတဲ့ hero မျိုးကို Meta အောက်တဲ့ hero လို့ကျွန်တော်ကသတ်မှတ်ပါတယ်အကြီးကျယ် enough ခံလိုက်ရလို့ Meta တွေကထွက်သွားခဲ့ရတဲ့ hero မျိုးတွေလည်းရှိပါသေးတယ်။တစ်ချိန်တုန်းက jungle သမားတွေကလိမ့်မော်က creep တွေစားရင်လည်းပဲ experience တွေ gold တွေအပြည့်ရတယ်။ jungle creep တွေစားရင်လည်း gold တွေအပြည့်ရတယ်။ဒီလိုအခြေအနေမျိုးကနေပြီးတော့လိမ့်မော်က creep တွေကိုစားရင်တဝက်ပဲရမယ့်အခြေအနေမျိုးကိုပြင်လိုက်တဲ့အခါမှာ jungle တွေကဆော့တဲ့သူနည်းနည်းလေးလျော့သွားပြီးတော့ Meta အောက်တဲ့ hero တွေများသွားပါတယ်။ဒါပေမဲ့အချိန်တိုလေးအတွင်းမှာပဲမွန်တွန်းဘက်ကပြန်ပြီးချိန်ကြီးပေးနိုင်ခဲ့တာကြောင့်မလို့ jungle တွေဟာနောက်ပိုင်းမှာတဖြည်းဖြည်းနဲ့ပို့ပြီးတော့အရေးကြီးတဲ့ကဏ္ဍကိုရောက်လာတာပါ။ဒါဆိုရင် Meta Hero တွေကိုတီးဖို့လက်ရှိ season မှာဘာတွေကအသုံးဝင်နေလဲအသုံးမဝင်နေဘူးလဲဆိုတာကိုတီးဖို့ဘာတွေလုပ်ဖို့လိုမလဲစာဖတ်ဖို့လိုပါမယ်ပြင်းတော့ပြင်းစရာကောင်းပေမဲ့ Mobile Legends က update patch တွေထွက်တဲ့အခါမှာဖတ်ကြည့်ပါ buff ခံရတဲ့ hero တွေကိုမြားပေါ်ထောင်လေးနဲ့ပြတယ်လို့ nerf ခံရတဲ့ hero တွေကိုမြားအောက်ဆိုင်လေးနဲ့ပြလေးရှိပါတယ်ချိန်ကြီးထားတဲ့ hero မျိုးတွေကြတော့သွားတိုက်စေးပုံစံအကွေးလေးနဲ့ပြပါတယ်ကိုကစာရီကိုတစ်ခုချင်းလိုက်ဖတ်ရမှာပြင်းအောင်မှအဲ့ဒီအရာလေးတွေကိုနည်းနည်းချင်းစီလေ့လာကြည့်ပါဒါဆိုရင်ဘယ် hero ကဒီ Meta မှာ buff ခံထားရလဲ enough ခံထားရလဲဆိုတာသိသွားမယ်ဒီ update patch note တွေကိုလွယ်လွယ်ကူကူဖတ်လို့ရဖို့အတွက်လေမွန်တုံးကလုပ်ပြီးထားတာမို့လို့ခလုတ်လေးတစ်ချက်နှိပ်ပြီးတော့သွားပြီးတော့ဖတ်ရုံပါပဲမတည်သေးတဲ့သူတွေကိုရှင်းပြရမယ်ဆိုရင် game ထဲကိုဝင်ချင်းမှာ event tab တွေပါလိမ့်မယ်အဲ့ဒီ event tab ထဲကိုတစ်ချက်ဝင်အိမ်ပုံသဏ္ဍာန်လေးကိုနှိပ်လိုက်မယ်ဆိုရင်တော့ဘေးကနေပြီး stat adjustment event update safety penalty tips ဒီလိုမျိုးလေးတွေတွေ့ရပါလိမ့်မယ်ထိတ်ဆုံးက stat adjustment တွေကိုဝင်ပြီးတော့ဖတ်ကြည့်ရမှာပါဒီမှာကျွန်တော်တို့ game နဲ့ပတ်သက်တဲ့ update patch တွေအကြောင်းကိုအမြဲတမ်းလို့မွန်တွန်းဘက်ကကြီးညာပေးပါတယ်အဲ့တော့ကိုက game နဲ့ကိုဝင်ဆော့လို့ပြင်းနေတာပဲဖြစ်ဖြစ် rank ကစားဖို့အတွက်ပွဲရှာနေတဲ့အချိန်မှာပဲဖြစ်ဖြစ်နည်းနည်းဖြစ်ဖတ်ကြည့်လိုက်ပါတိတိတသားကြီးကိုအကျိုးရှိပါလိမ့်မယ်ဒီတော့အားလုံးကိုခြုံငုံပြီးတော့ပြန်ပြောရမယ်ဆိုရင် Meta ဆိုတာကလက်ရှိအခြေအနေမှာလိုက်လျောညီထွေကစားနိုင်မှုအတွက်လိုအပ်တဲ့အချက်လက်တွေကိုသိထားတာနဲ့ကိုလုံးနေတဲ့အရာပေါ်ကိုကျွမ်းကျွမ်းကျင်ကျင်ရှိတာကိုလို့ဆိုလို့ရပါတယ်။ Meta ကိုမသိလဲဘာမှမဖြစ်ဘူး။ buff ထားတာလည်းမသိဘူး nerf ထားတာလည်းမသိဘူးဆိုတဲ့သူမျိုးတွေအတွက်ကတော့ဘယ်တော့မှ run အမြင့်တစ်ခုကိုရောက်မှာမဟုတ်ဘဲနဲ့ epic မှာပိတ်မိတဲ့သူကလည်း epic မှာပဲပိတ်မိနေမယ်။ Mythic honor မှာပိတ်မိနေတဲ့သူတွေကလည်း Mythic honor မှာပဲဆက်ပြီးတော့ပိတ်မိနေပါလိမ့်မယ်။
အပြင်လိုင်းကပြောခဲ့တဲ့အကြောင်းအရာလေးတွေကအားလုံးအတွက်အကျိုးရှိကောင်းရှိပါလိမ့်မယ်မရှိချင်လည်းမရှိတော့ပါဘူးဆိုတော့နောက်ထပ်ဗီဒီယိုမှာဒီလိုစိတ်ဝင်စားစရာတွေရောအသုံးဝင်မဲ့အကြောင်းအရာတွေရောနဲ့ပြန်လာခဲ့ပါဦးမယ်ဗျဒါမျိုးတွေကြည့်ရတာကြိုက်နေတတ်တယ်ဆိုရင်အပြင်လိုင်းကို like and subscribe ပြုလုပ်သွားခဲ့ပါအောင်ဗျကျေးဇူးတင်ပါတယ်